engineer ဘွဲ့မရှိဘူးမြေတိုင်းကရိယာတွေမရှိဘူးဒါပေမဲ့သူစောက်တဲ့ project တစ်ခုကအကာသကလေးကနေတော့နှမ်းမြင်နိုင်တဲ့အထိကြီးမားပါတယ်ဟုတ်ပါတယ်ကမ္ဘာအလုပ်အကျိုးသားဆုံးအသိဉာဏ်အရှိဆုံးပြိဿံလောကရဲ့ civil engineer လို့ခေါ်တဲ့ဒီပါအကြောင်းပြောပြသွားမှာဖြစ်ပါတယ်အခုလိုပြိဿံလေးတွေရဲ့ထူးခြားဆန်းကျယ်တဲ့ဖြစ်ရများတဘဝပေါက်ပင်များပြိဿံလေးတွေရဲ့ချစ်စပွဲရာအပြုတ်မှုများကိုသိကျင်နေဆိုရင်တော့ကျွန်တော်တို့ Living Note Channel ကို Subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့နော်သူတို့ရဲ့လိမ္မော်ရောင်သွားတွေကိုကြည့်ပြီးသွားမတိုက်ဘူးလို့မထင်လိုက်ပါနဲ့အဲ့ဒါကတန်တက်အာယွန်းတွေစုနေတာပါသူ့ရဲ့သွားဟာလွှတ်ဆက်ချင်းစော့တစ်ခုလိုပါပဲထူးခြားတာကသူ့တပ်ပင်တွေကိုကိုက်ဖြတ်လေသူ့သွားတွေကပိုထက်လာလေပါပဲတကယ်သဘောကပြီးထားတဲ့ high tech ပစ္စည်းပေါ့ဘာဖြစ်လို့ဒီလောက်အပင်ပန်းခံဆက်တိဆောက်နေရလဲအဖြစ်ရတော့ရှင်တန်ဖို့ပါပဲဒီပါဟာကုန်းပေါ်မှာဆိုရင်အရန်နှေးပြီးအစားခံရဖို့လွယ်ပါတယ်သူတို့ဟာဒီစည်းတံကိုပြီးမခံနိုင်ဘူးဒီစည်းနေတဲ့နေရာကိုတွေ့ရင်တစ်လုံးကြီးရှွန့်နေနဲ့ပြစ်တင်လိုက်ပါတယ်အဲ့ဒီကနေဖြစ်လာတဲ့ရေကန်ကြီးထဲမှာမှဘယ်ရန်သူမှလိုက်မလာနိုင်တဲ့ရေအောက်ခန္ဓာကြီးကိုတိဆောက်တာပါဒီပါတကောင်ဆယ်ဆောက်လိုက်တာဟာမြစ်ဒဇင်းရဲ့ကံကြမ္မာကိုပြောင်းလဲပစ်လိုက်တာပါဘားဒီအတွက်ကားပေါက်ရနေရဖြစ်လာတယ်ဒီတုကိုတန့်စင်ပေးတယ်တောမီလောင်ရင်တော့ဒီဆယ်တွေကအတားအဆီးဖြစ်ပေးပါတယ်ဒါကြောင့်သူတို့ကဖြစ်စည်းသူတွေမဟုတ်ပါဘူးသူတို့က life giver အသက်ပေးသူတွေပါပဲနောက်တစ်ခါတပင်လေးတွေလဲနေတာတွေ့ရင်ဒါဘရုတ်တစ်ဖက်ဖြစ်နေတာမဟုတ်ပါဘူးအဲ့ဒါကဘာကြီးကိုကယ်တင်မှုကြိုးစားနေတဲ့ engineer လေးတယောက်ရဲ့လက်ရပါဒီဗီဒီယိုလေးကိုကြိုက်ရင် like ပေးဖို့မမေ့ပါနဲ့ခင်ဗျားတို့ရောဒီပါရီလို့အလုပ်ကြိုးစားတဲ့သူငယ်ချင်းတွေရှိရင်မင်းချင်းခေါ်လိုက်အောင်နော်